အားလုံးပဲမင်္ဂလာပါရှင်မေမိုတို့ဒီနေ့အိမ်မှာအားလုံး9မိနစ်လေးလောက်စားဖြစ်ပါတယ်9နဲ့ဦးလေးမေမိုအိမ်မှာဒီလိုကိုယ့်အကူစိတ်တိုင်းကြလောက်စားရတာပူကြိုက်တယ်ပေါ့နော်အရင်စီစီဟိုလိုအီဆိုမကြိုက်ဘူးအဲအကြောင်းကိုယ့်အကူဒီလိုလေးစံလုံးမပြတ်ပဲဒီလိုစားရတာပူကြိုက်တယ်ပေါ့နော်ဒီလိုလုပ်ဖို့တော့အရင်ဆုံးအာလူးရဲ့ခရမ်းချင်နီရဲ့ငါးရဲ့ကိုအရင်ဆုံးပြုတ်ထားလိုက်ပါတယ်ပြီးတော့ထမင်းကိုချက်ထားလိုက်တယ်ပေါ့နော်ပုံမှန်တနည်းနည်းလေးပျော့လေးချက်လိုက်တယ်အဲ့ထမင်းကိုအေးခံထားလိုက်တယ်ပေါ့နော်မိမိုကရှမ်းဆန်နဲ့တော့မလုပ်ဖြစ်ဘူးဒီရိုးစားနေကြဆန်ကိုပဲနည်းနည်းလေးအီရောင်ချက်ပြီးတော့အာလူးနဲ့နေလိုက်တယ်ပေါ့နော်အဲ့ဆိုစီလေးဖြစ်ပါတယ်ရပြုတ်ထားပြီးခရမ်းချင်နေတွေရပြီဆိုရင်သူ့အရင်ဆုံးဆယ်ထားလိုက်တယ်ပြီးရင်အခွန်နွားပြီးတော့ကြိတ်ထားလိုက်ပါတယ်ငါ့ကိုလည်းအေးခန့်ထားပြီးရင်ငါအယူလေးတွေတခြားနွန်လိုက်တယ်ပေါ့နော်နှုတ်ဘောက်လည်းကျွေးမှဆိုတော့အယူလေးတွေမပအောင်လို့တခြားလေး cute design နှွန်ရတယ်ပေါ့နော်ပြီးရင်မေမိုကငါ့ကိုဒီတိုင်းပြုတ်ပြီးတိုင်းထည့်ရင်တော့နှညှိတာတိတ်မကြိုက်လို့လေအားကြောင့်ငါ့ကိုနည်းနည်းလေးစီလေးတက်ပြီးတော့မှထည့်တယ်ဒဲဦးထဲကိုစီပူလိုက်စနုံးလေးထည့်ပြီးတော့ဒီခုနကတခြားလေးအယိုးနှွန်ထားတဲ့ငါးလေးကိုထည့်ပြီးတော့နည်းလေးအနံ့လေးမွေးလာအောင်ကြော်လိုက်တယ်ပေါ့နော်ပြီးရင်တော့လေငါးနဲ့သူကစားဖို့အတွက်မေမိုတို့ရဲ့ကရန်ရုပ်တီလေးကိုကြော်ပါတယ်စီလေးနည်းလေးနဲ့ကျွတ်အောင်ကြော်လိုက်တယ်ပေါ့နော်ငါနဲ့ဖို့အတွက်အစင်တင်ပြင်ထားလိုက်တဲ့ထမင်းရဲ့ခင်းချင်နီချိတ်ထားတာရဲ့ငါးမွေကြော်ရဲ့စီချက်လေးရဲ့အာလူပြုတ်ထားတာလေးရဲ့ပေါ့နော်မနုဘာဘီနာနေမမေကူညီမယ်ဆိုပြီးလာပါတယ်အရင်ဆုံးအဲ့ဒီထဲကိုခုနကပြုတ်ပြီးချိတ်ထားတဲ့ခင်းချင်နီလေးတွေထည့်လိုက်ပါတယ်နုဘာဘီနာနေဒါရှိလေးထည့်ပြီးပါတယ်ပြီးတော့အဲ့ဒီထဲကိုငါးခုနမွေကြော်ထားတာလေးတဝက်ထည့်တယ်ပြီးရင်အာလူလေးပြုတ်ထားတာလေးကိုဒီလိုမျိုးလက်နဲ့ဖြစ်ပြီးတော့ထည့်လိုက်တယ်ပေါ့နော်ပြီးရင်စားလေးထည့်ပါတယ်ပြီးရင်စီချက်စက်တံဖြူစီချက်လေးထည့်ပါတယ်အရတာလေးစီရီယာတော့ကိုစိတ်ကြိုက်အနေထားထည့်လို့ရတယ်ပေါ့နော်အဲ့ဒါလေးပြီးရင်အဲ့ဒါလေးတွေကိုအကုန်လုံးတေချာတမသွားအောင်နှံ့ဆက်သွားအောင်လို့နေပါတယ်မေမိုကဟိုလိုမျိုးအရင်ကြည်ပြီးတော့ဟိုလိုမျိုးဖြစ်ညစ်တာမကြိုက်ဘူးပေါ့နော်ဒီလိုအားကြောင့်ကိုစိတ်ကြိုက်ပုံစံလေးပဲနေပါတယ်အာလူလေးလည်းပါတယ်ဆိုတော့လေထမင်းလေးကစီလေးရတော့ဖြစ်ပြီးတာပေါ့နော်အရင်ကတော့အိမ်မှာဆိုရင်ဖေဖေအမြဲလောက်ကျွေးနေကြပါတော့မေမိုရဲ့ဖေဖေပေါ့မေမိုရဲ့ဖေဖေကဟင်းချက်လဲရမ်းကောင်းနေတယ်လို့မျိုးအာလူထမင်းနဲ့တို့ဘာလို့လောက်ကျွေးရင်ဆိုလဲအရန်ကောင်းနေပေါ့နော်မေမိုကတော့ဖေဖေလက်ရအောင်မမီပါဘူးဒါပေမဲ့နူပါနဲ့သူ့ဖေဖေကတော့အရန်ကိုအပီးပါတယ်ကိုစိတ်ကြိုက်အကုန်လုံးနေပြီးသွားပြီဆိုတော့ဒီလိုမျိုးလေးလက်လေးနဲ့ဆုပ်ပြီးတော့ကိုစိတ်ကြိုက်အရွယ်စားလေးတွေလုံလိုက်တယ်ပေါ့နော်နူပါပြောတဲ့ဘောလုံးထမင်းပေါ့နော်ဒါကတော့နောက်ဆုံး final ပွဲပြင်ထားတာလေးပါရှင်ခုနကထမင်းလုံးပေါ်မှာစက်တံဖြူစီချက်လေးစမ်းတယ်ပြီးရင်အဲ့ဒီပေါ်မှာခုနကငါးကြော်လေးထည့်တယ်ပြီးရင်အပေါ်ငရုတ်တီလေးတင်နေပေါ့နော်အဲ့ဒါလေးကိုဂျူးမြက်ရဲ့ဂျူးရွက်ရဲ့ပြီးရင်ဝက်ခောက်ရဲ့နဲ့တွဲပြီးတော့စားပါတယ်အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်နုဘာလည်းအာရပါရအားပေးပါတယ်နုဘာတော့ရှမ်းစာလည်းကြိုက်တယ်ကြရားစာလည်းကြိုက်တယ်ပေါ့နော်မေပြင်ပေးတာအားလုံးကိုသူကအာရပါရစားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ပါမယ်နော်ဘိုင်ဘိုင်